ခုတ်ရင်ကဘယင်ကြီးတစ်ဖက်မှာဝဏနဲ့သီလဆိုတဲ့သားတော်တစ်ပါးရှိပါတယ်ဒီနေ့မှာဘယင်ကြီးဟာရုတ်တရက်ယောဂဝေဒနာတစ်ခုဆွဲကပ်ပြီးခြေထောက်နှချောင်းလုံးမထောက်နိုင်ပဲခန္ဓာကိုယ်အောက်ပိုင်းသေးသလိုမျိုးဖြစ်သွားပါလိ။သမတော်မျိုးမျိုးကုသပေမဲ့လည်းမပြောင်းကင်းနိုင်ပဲလက်လျှော့လိုက်ရပါလိ။ဒီနေ့မှာသမဝီတယောက်ရောက်လာပြီးဘယင်မင်းမြတ်ကိုအရှင်မင်းကြီးရဲ့ယောဂပျောက်ကင်းဖို့နီလန်းတစ်ခုသာရှိပါလေလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဘယင်ကြီးကကောင်းပြီအဲ့ဒါဘာနီလန်းလဲသမတော်ကြီးကအလွန်ဝင်းလံတဲ့ဆင်ဖြူတောင်ရဲ့တခြားတစ်ဖက်မှာရှိတဲ့ရေကန်ကြီးရဲ့အောက်ခြေမှာရွှေကြပန်းတစ်ပွင့်ရှိပါတယ်။အဲ့ဒီရွှေကြပန်းကိုရအောင်ယူပြီးရွှေကြပန်းရဲ့ရနံ့ကိုရှူလိုက်မယ်ဆိုရင်အရှင်မင်းကြီးရဲ့ယောဂပျောက်ကင်းသွားပါမယ်လို့ခြောက်ထားလိုက်ပါတယ်။ဒါနဲ့ပဲဘယင်ကြီးကမူမက်တွေကိုတိုင်ခံလေပြီးတော့ဒီသတင်းကိုကြီးညာခိုင်းပါတယ်။ရွှေကြပန်းကိုယူဆောင်နိုင်တဲ့သူကိုဆုလက်များစွာရှင်းမြင်တော်မူမယ်ဆိုပြီးတော့ကြီးညာလိုက်ပါတယ်။ဒါပေမဲ့လည်းတိုင်းသူပြည်သားများဟာအဲ့ဒီနေရာကိုတယောက်တလေများမသွားရကြပါဘူး။စင်ဖြူတောင်ဆိုတာကတကယ်ကိုဝေးလံတဲ့အရက်မှာရှိပြီးတကယ်ကိုမှမြင်မားတဲ့တောင်ဖြစ်ပါတယ်။သားရဲ့ဒရိစံတွေကလည်းအရန်ကိုပေါ်များပါတယ်။သားမယ်လူတွေအတွက်သွားဖို့မလွယ်ကူလာတဲ့ခရီးတစ်ခုပါပဲ။ရွှေကြပန်းကိုယူဆောင်ပေးနိုင်သူမရှိတဲ့အတွက်ဘယင်ကြီးဟာသူသေရတော့မှာပါလားဆိုပြီးတော့မှဝမ်းနေပါတယ်။ဘယင်ကြီးဟာယောဂဝေဒနာကိုပို့ပြီးတော့ဆိုးဆိုးရွားရွားခံစားလာရတဲ့အတွက်နောက်ဆုံးမှာသူရဲ့သားတော်ဝဏကဖခင်မေးတော်အတွက်ရွှေကြပန်းကိုသွားယူပေးဖို့ဆုံးဖြတ်ချက်ရှာလိုက်ပါတယ်။ဒါပေမဲ့လည်းလန်ခရီးကျန်းတမ်းပြီးအန်ဒီရများတဲ့အတွက်ဘယင်ကြီးကသားတော်ကိုမစွန့်စားဖို့တားမြစ်ပါတယ်။အဲဒီခါမှာသားတော်ကြီးဝဏကဖခင်မေးတော်ရဲ့ကျေးဇူးကိုဆက်ဖို့ဒီတနည်းသာရှိတဲ့အတွက်သွားခွင့်ပြုပါဗျာလို့လျှောက်ထားလိုက်ပါတယ်။သားတော်ကြီးကအတန်တန်တောင်းပန်တဲ့အတွက်ဘယင်မင်းကြီးကခွင့်ပြုလိုက်ရပါတော့တယ်။ဒါနဲ့ပဲဝဏကလည်းရွှေကြပန်းကိုရှာဖို့ခရီးထွက်လာပါတော့တယ်။ဝဏဟာလွင်တီးခေါင်ပြင်ဂန္ဓရကြီးကိုဖျက်ဆီးပြီးတဲ့နောက်မှာတော်နယ်ကြီးထေးကိုရောက်ရှိလာပါတော့တယ်။သားရဲ့ဒရိစံတို့ရန်ကလည်းလွတ်အောင်ရှောင်သိမ်းခဲ့ရပါတယ်။ရပောင်းများစွာကြာတဲ့အခါမှာဆင်ဖြူတောင်လို့ခေါ်တဲ့မြင့်မားတဲ့တောင်ကြီးတစ်ခုကိုဆိုက်မြိုက်ရောက်ရှိလာပါတော့တယ်။တောင်ကြီးကတော့မက်ဆောက်လာတဲ့အတွက်ခက်ခဲနဲ့တက်ရပါတယ်။ဝဏဟာတောင်ပေါ်ကိုမြင်းနဲ့တက်တဲ့အချိန်မှာတောင်ဆောင်ကနေလူရောမြင်းပါလိမ့်ကျသွားပါတယ်။ကံကောင်းထောက်မတဲ့အတွက်ဝဏကကြောက်အစွန်းတစ်ခုကိုဆွေးခိုလိုက်တဲ့အတွက်အသက်ဘေးအန္တရာယ်ကတီလေးလွတ်မြောက်ခဲ့ရတာပါ။သူဟာရေလေးမတောက်ရထမင်းလေးမစားရတဲ့အတွက်အရန်ကိုစားလောင်နေပေမဲ့လည်းဇွေးမလျှော့ပေးနဲ့ဆက်လက်ပြီးတော့မှထွက်ခွာခဲ့တဲ့အခါမှာအဆောက်အုံတစ်ခုကိုလက်မြင်လိုက်ရပါလိမ့်။ဝဏဟာဒီအဆောက်အုံထဲကမြို့တကားဆောင်စီမှာစားစရာတစ်ခုခုရရင်ကောင်းမှာပဲလို့တွေးမိနေပါလိမ့်။နန်းတွင်ထဲကိုရောက်တဲ့အခါမှာမင်းသမီးလေးကဝဏကိုပြူငါကြိုဆိုပြီးအဖျော်ရည်ရမကတစ်မျိုးကိုတိုက်ကြွေးပါလိမ့်။ဒီဖျော်ရည်ကိုသုံးဆောင်ပါအမောပြေပြီးလန်းဆန်းလာပါလိမ့်မယ်။မင်းသမီးလေးကဒီလိုပြောလိုက်တဲ့အခါမှာဝဏဟာယုံကြည်နဲ့ရမကကိုတောက်ချလိုက်တဲ့အခါမှာမင်းမျောသွားပါတော့လေ။သူသတိရလာတဲ့အခါတန်ရှည်ချင်းအခက်ခံရပြီးဖန်ဆီးခံထားရတာကိုသိလိုက်ရပါလိမ့်။ရပောင်းများစွာကုံလွန်ခဲ့ပေမဲ့လည်းသားတော်ကြီးဝဏပြန်မရောက်လာတဲ့အတွက်သားတော်ငယ်တီဟကခမေးတော်ထံမှခွင့်ပန်ပြီးခရီးထွက်လာခဲ့ပါလိမ့်။တီဟလည်းတောတောင်ဂန္ဓရခရီးကျမ်းတွေကိုခက်ခဲဖြတ်သန်းခဲ့ရပြီးနောက်ဆုံးမှာတော့ဆင်ဖြူတောင်မင်းသမီးနန်းတော်တကားကိုဆိုက်မြိုက်ရောက်ရှိလာပါတော့တယ်။တီဟဟာတကားဆောင်နဲ့တွေ့တဲ့အချိန်မှာသူ့ကိုမင်းသမီးလေးထံခေါ်သွားပါလိမ့်။လမ်းမှာကြောက်တုံးကြီးတွေကိုတည်ယူနေတဲ့လူတစုထဲမှာသူ့အကိုကိုအမက်မထင်တွေ့လိုက်ရပါလိမ့်။ဆင်ဖြူတောင်မင်းသမီးလေးကတီဟကိုလိုက်လေးကြိုဆိုပြီးအဖျော်ရည်ရမကတိုက်ကြွေးပါလိမ့်။ဒါပေမဲ့လည်းတီဟကရိုးရေပဲတောက်ပြစီဒီလိုပြောလိုက်တော့မင်းသမီးလေးကရမကကိုတောက်ဖို့အထက်အခါပြောလာတဲ့အတွက်မင်းသမီးလေးကိုမသင်္ကာဖြစ်လာပြီး
မင်းသမီးလေးအလစ်မှာခွက်ရှင်းလေးထားလိုက်ပါတယ်မင်းသမီးလေးနဲ့တီဟာတို့နှစ်ယောက်ဟာရှေ့ကခွက်ကိုကိုစီယူပြီးတောက်လိုက်ကြတဲ့အခါမှာမင်းသမီးလေးကတော့မေ့မျောသွားပါတယ်တီဟာကမင်းသမီးလေးကိုတစားခံအနေနဲ့ဖမ်းရှုပ်ထားပြီးသူ့အကိုကိုပြန်လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီခါမှာမင်းသမီးလေးကလည်းကိုရံတော်တမှုတွေကိုသူ့ရဲ့အကိုဝနကိုပြန်လွှတ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်မင်းသားလေးတီဟာစင်ဖြူတောင်ကနေထွက်ဖို့အတွက်မင်းသမီးလေးကိုတစားခံအနေနဲ့ခေါ်ဆောင်ခဲ့ပါတယ်တောနဲ့တနေရာအရောက်မှာຫນွေရှင်မင်းတစ်ခုကမင်းသမီးလေးကိုရစ်ပတ်ဆွေ့ယူလိုက်တဲ့အခါမှာဆက်ရှင်းဆိုသလိုຫນွေရှင်မင်းတွေကိုခုတ်ထစ်ပြီးမင်းသမီးလေးရဲ့အသက်ကိုကေတင်လိုက်ပါတယ်ဝနကမင်းသမီးလေးကိုနမတော်ဒီကြီးလမ်းမှာအန်ဒီရများလာပါပေတယ်နမတော်ကိုတစားခံဖြစ်ကနေလွှတ်ပေးလိုက်ပါပြီနေရက်သို့ပြန်နိုင်ပါပြီလို့ပြောလိုက်ပါတယ်အဲ့ဒီခါမှာမင်းသမီးလေးကလည်းခဏမျှစဉ်းစားပြီးတော့မောင်တော်ဟာကျွန်ုပ်ရဲ့အသက်ကိုຫນွေရှင်မင်းတွေရဲ့အရန်ကနေကေတင်ခဲ့တဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်သွားပါပြီဒါအပြင်မောင်တော်ကိုကြွံဖြစ်ခိုင်းစေခဲ့မှုတဲ့ပြစ်ကလေးကြည်စေဖို့အတွက်မောင်တော်တို့နဲ့လိုက်ပါတော့မယ်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့သူတို့သုံးဦးခရီးဆက်ခဲ့ကြတဲ့အခါမှာလာပတဲ့ရေကန်ကြီးတစ်ခုရှိတဲ့နေရာကိုရောက်ရှိလာပါတော့တယ်အဲ့ဒီရေကန်ဘေးနားမှာရေကန်ကိုစောက်ရှောက်တဲ့မိမမျိုးလေးတူရှိနေပါတယ်အဲ့ဒီမိမမျိုးလေးကသူတို့သုံးဦးကိုသင်တို့ဒီကိုဘာကြောင့်လာကြတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီခါမှာဝနကဒီရေကန်ရဲ့အောက်မှာရှိတဲ့ရွှေကြပန်းကိုလိုချင်လို့လာကြတာပါလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီခါမှာမိမပြိုလေးကထပ်ပြီးတော့ရွှေကြပန်းကိုမယူကောင်းဘူးဒီပန်းကိုကင်မိတဲ့သူဟာအစိတ်သိမ့်ပြီးတော့မှတလားအတွင်းမှာတည်သွားနိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်နောင်တော်ဝနဟာမိမပြိုလေးစကားကိုကြားရတဲ့ခါမှာသူ့ရဲ့ညီတော်တီဟကိုကြည့်ပြီးခမေးတော်အတွက်ငါသိရှင်သိပါစေငါဒီပန်းကိုတွားယူမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာညီတော်တီဟကလည်းနောင်တော်ကထိနှင်းဆက်ခံရမယ့်သူလေညီတော်ကပဲအသေးခံပြီးတွားယူပါမယ်လို့ပြောပါတယ်ဝနဟာတီဟကိုပြောမရတဲ့အတွက်ညီတော်ကိုဆွေးလစ်ခဲ့ပြီးတော့တီဟလေးကျသွားတဲ့ခါမှာဝနဟာရေကန်ရှိရာကိုပြေးသွားပါတယ်အဲ့ဒီချိန်မှာပဲစင်ဖြူတောင်မင်းသမီးလေးရဲ့စိတ်ထဲမှာမောင်တော်ဝနဟာငါကိုຫນွေရှင်တွေရဲ့ရန်ကနေကေတင်ခဲ့သူဖြစ်တယ်သူ့အသက်မသေးရအောင်ငါကပဲရေကန်ထိပ်ကရွှေကြပန်းကိုဆင်းယူလိုက်တော့မယ်လို့တွေးလိုက်ပါတယ်ရုတ်တရက်ဆိုသလိုမင်းသမီးလေးကလည်းပြေးလာနေတဲ့ဝနကိုခြေထုတ်ခံလိုက်တဲ့အတွက်မင်းသားလေးဝနကလေးကျသွားပါတယ်မင်းသားလေးဝနလေးကျသွားတဲ့အချိန်မှာမင်းသမီးလေးဟာရေကန်စီသို့ပြေးဆင်းသွားမယ့်အချိန်မှာတီဟကလည်းထလာပြီးတော့စင်ဖြူတောင်မင်းသမီးလေးကိုမသွားဖို့အတင်းတားပြီးတော့သူ့ကိုယ်တိုင်ရေကန်ထိပ်ကိုခုန်ဆင်းသွားပါတော့တယ်ရောက်ကိုရောက်တဲ့အချိန်မှာမင်းသားလေးတီဟာရွှေကြပန်းရှိမယ့်နေရာကိုလိုက်ချပါတယ်ခဏအကြာမှာပဲသူလိုချင်နေတဲ့ရွှေကြပန်းကိုတွေ့ပြီးသေးသေးရှာရှာခူးယူလိုက်ပါတော့တယ်မင်းသားလေးတီဟာကရေကန်ပေါ်ကိုရောက်တဲ့အခါမှာသူယူလာတဲ့ရွှေကြပန်းကိုသူ့ရဲ့နောင်တော်ဝနကိုပေးလိုက်ပါတယ်နောင်တော်ဝနကသူ့ညီတော်တီဟာယူလာတဲ့ရွှေကြပန်းကိုကြည့်ပြီးခမေတော်အတွက်ရွှေကြပန်းကိုရလို့ဝန်တာရပေမဲ့ညီတော်ကိုစိတ်သိမ့်မှမို့ဝန်းနေရပြီကွယ်လို့စိတ်မကောင်းစွာနဲ့ပြောလိုက်ပါတယ်သူတို့ပြောတဲ့စကားကိုကြားပြီးရေကန်ဆောက်မင်းပြိုလေးကကျွန်ုပ်ဟာရွှေကြပန်းကိုစောက်ချရတဲ့မင်းသမီးလေးဖြစ်ပါတယ်တကယ်တော့ဒီပန်းဟာစိတ်မသိမ့်ပါဘူးတကယ်ကိုအစွမ်းထက်တဲ့ကြာပန်းဖြစ်ပါတယ်သင်တို့၃ယောက်ဟာရေးရင်ပြီးတော့မှသစ္စာရှိရှိနဲ့အသက်ပေးရှိခင်ကြတဲ့သူတွေဖြစ်လို့ဒီရွှေကြပန်းကိုရထိုက်ပါလေဒီပန်းမညှို့နှွမ်းရအောင်ကျွန်ုပ်ကိုယ်တိုင်စောက်ချောက်ပြီးသင်တို့နဲ့လိုက်ခဲ့ပါမယ်လို့ပြောလိုက်ပါတယ်သူတို့ကလည်းရွှေကြပန်းကိုယူပြီးတော့အနီးဆုံးလမ်းကနေနေပြည်တော်ရှိရာစီသို့ပြန်လာခဲ့ကြပါတော့တယ်နေပြည်တော်ကိုရောက်တဲ့အခါမှာဘရင်ကြီးကလည်းရွှေကြပန်းရဲ့နဲ့ကိုရှူလိုက်ရတဲ့အတွက်ခြေထောက်တွေပြန်လေကောက်မွန်လာပြီးတော့ကျက်မာကြီးကလည်းပိုပြီးတော့မှကောက်မွန်လာပါတယ်အဲ့ဒီနောက်မှာနောင်တော်ဝနနဲ့စင်ဖြူတောင်မင်းသမီးလေးညီတော်တီဟနဲ့ရွှေကြပန်းမင်းသမီးလေးတို့ဟာညီတော်တီဟနဲ့ရွှေကြပန်းမင်းသမီးလေးတို့ဟာအသီးသီးလက်ထပ်ကြပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့တက်ထက်ဆုံးတိုင်နေထိုင်တော့ကြပါတော့တယ်ခင်ဗျာ